ကဲဒီလူရှင်ကတော့ရေမစေးကြောက်သုံးတန်ကိုနိုင်ငံကျော်ဇွဲထက်စိန်ရွှေနာဆိုင်ကနေစောက်လုပ်နေစေဖြစ်တဲ့မစိုးရိမ်ကြောင်းသာသနာနယူပရိသပင်မအလဲတိုက်ကြီးမှာဌာပနာဖို့အတွက်လာရောက်လူဒန်းခြင်းဖြစ်ပါတယ်။အခုလိုရတနာတွေလာရောက်လူဒန်းသွားတဲ့အကိုနဲ့အမကလည်းမစိုးရိမ်ကြောင်းဓာရက်ကကျောင်းဓာရိကာမှာဘွဲ့တူခံယူသွားကြပြီဖြစ်တဲ့အတွက်နိုင်ငံကျော်ဇွဲထက်နဲ့ထပ်တူမစိုးရိမ်ကြောင်းဓာရက်ကကျောင်းဓာရိကာမှာဘွဲ့တူကိုခံယူလိုသူတွေအနေနဲ့လည်းမိမိတို့ရဲ့ကျောင်းမြတ်လက်ဆုပ်လက်ဖြန့်တတ်ပါစေဒီဗီဒီယိုဖိုင်လေးကတော့မစိုးရိမ်စာတင်တတ်ရဲ့နယူပရိသပင်မအလဲကျောင်းဆောင်ကြီးအတွက်နော်ဆောက်လုပ်ဆဲဖြစ်တဲ့ဒကာကြီးဦးဆန်းဝင်းတို့မိသားစုကနေပြီးတော့ဆောက်လုပ်လူဒန်းလျက်ရှိတော့ဒီကျောင်းတိုက်ကြီးမှာဒီရေမဆေးကြောက်3တန်ပေါ့လာရောက်ပြီးတော့လူဒန်းတဲ့အလူရှင်ဇနီးမောင်နှံမိသားစုတွေဖြစ်ကြပါတယ်ဒီရင်ပစေးကြောက်3တန်ရဲ့ကာလတန်ဖိုးကတော့ဘယ်လောက်ရှိမယ်ဆိုတာတော့ဘုံဘုံတော့မသိပါဘူးတော်တော်တော့တန်ဖိုးကြီးမယ်နဲ့တူတယ်ဒါလေးတွေကိုမြင်တော့ဒကာကြီးဦးဆန်းဝင်းတို့မိသားစုကဆောက်လုပ်လူဒန်းတဲ့ကျောင်းအလူကိုမြင်တော့ဘုံဘုံဘာသွားတတိရလဲလို့ဆိုရင်အနာရဘိန်တထေးကြီးရဲ့အကြောင်းကိုသွားပြီးတော့တတိရမိပါတယ်နာရဘိန်တထေးကြီးကမြတ်စွာဘုရားရှိကိုသွားတွေ့တဲ့အခါမှာတော့ secret ပေါ့နော်သူ့ရဲ့လေးဝတ်ထားတဲ့နာမည်ကိုမြတ်စွာဘုရားကဟဲ့မောင်တုဒ္ဒတလို့လမ်းခေါ်လိုက်တယ်ဟာငါ့နာမည်ကိုဘယ်သူမှသိတာမဟုတ်အလုံးကအနာရပင်တထေးလို့ပဲသိကြတာအခုမြတ်စွာဘုရားကငါ့နာမည်အရင်ကိုသိနေပါလားဆိုပြီးမြတ်စွာဘုရားကိုအတော်လေးကိုကြည်ညိုသွားတယ်ပေါ့ဗျာဒါနဲ့မြတ်စွာဘုရားကိုကြောင်းလူမယ်ဆိုတော့မြတ်စွာဘုရားနဲ့တင့်တော်မဲ့ကြောင်းနေရာကိုလိုက်ရှာတယ်ပေါ့လိုက်ရှာတဲ့အခါမှာဇေတမင်းသားပိုင်တဲ့ဇေတဝန်ဥယျာဉ်ကြီးကိုသွားတွေ့ပါတယ်။ဒါနဲ့ဇေတမင်းသားထံကိုသွားပြီးတော့ဒီဥယျာဉ်မြေကိုဝယ်ခြင်းတဲ့အကြောင်းသွားပြောတော့ဇေတမင်းသားကမရောက်နိုင်ပါဘူး။မရောက်နိုင်ဘူး။နာရပင်တတိကလည်းပဲမြို့မြန်တဲ့ဖုံးဖြစ်တော့အာနာရာနဲ့သူမဝယ်နိုင်တဲ့ဈေးကိုអော်လိုက်ပါတယ်။အဲ့ဒါကတော့ဟောဒီဇေတဝန်ဥယျာဉ်ကြီးအပြည့်ပေါ့နော်။ရွှေတင်းကားတွေပုံပြီးတော့ပေးမယ်ဆိုရင်ရောင်းပါမယ်လို့អော်လိုက်တယ်။နာရမင်တတိကလည်းတရားတရားအားကောင်းတဲ့ပုံကိုဆိုတော့ရစီရမယ်လို့အဲ့ဒီမှာလှဲတွေနဲ့ပေါ့နော်ရွှေတင်းကားတွေကိုတိုက်ပြီးတော့ဥယျာဉ်ကြီးကိုအပြည့်ခင်းပြီးတော့ဝယ်လိုက်တယ်ပေါ့။ဇေတမင်းသားကပ်ပုံကလည်းဒီဥယျာဉ်ထဲမှာရှိတဲ့တရက်ပင်တို့ပိန်းလဲပင်တို့ဒီနေရာတွေမှာကျိုးတွေဝိုင်းပြီးတော့အဲ့ဒီနေရာအစားထိုးအနေနဲ့ဝယ်ရတာလည်းရှိပါတယ်ဆိုတော့အကုန်လုံးရွှေသင်္ကားတွေပုံပေးပြီးတော့ဝယ်မဲလဲဆိုရောဇေတမင်းသားကစိတ်ပြောင်းသွားတယ်မယောင်းကျင်တော့ဘူးတဲ့ဟာခမရမယောင်းကျင်လို့တော့မရဘူးလေခမရអော်တဲ့ဈေးကိုကြုတ်ပေးထားပြီးပြီပဲခမရမယောင်းလို့တော့မရဘူးဆိုတော့အမှုဖြစ်ကြတယ်ပေါ့ဗျာဒါနဲ့ရုံရောက်ဂါရောက်ပေါ့ရုံရောက်တော့တရားသူကြီးတွေကဒီအနာရပင်တတိဟာဘယ်နဲ့ကြောင့်များဒီဥယျာဉ်ကိုလိုချင်တာပါလဲလို့စုံစမ်းကြည့်လိုက်တော့မြတ်စွာဘုရားကိုကြောင်းလူမယ်ဆိုတာသိသွားတယ်။ဒါနဲ့တရားသူကြီးတွေကလည်းအော်တို့လည်းမြတ်စွာဘုရားရဲ့တရားတော်ကိုနာရရင်ကောင်းလေစွာလို့နာရပင်တတိကိုအမှုအနိုင်ပေးလိုက်တယ်ပေါ့။ဒါနဲ့ဥယျာဉ်မြေကိုနာရပင်တတိကရရှိသွားပါတယ်။အဲ့ဒီမှာအနာရပင်တတိဒီဥယျာဉ်မြေကိုဝယ်လိုက်တာ18ဂရေကုန်တယ်ပေါ့နော်။ကျောင်းဆောက်တာက18ဂရေတဲ့။ရေစဲချတာက18ဂရေကုန်တယ်ပေါ့။အဲ့လိုအကုန်ကြခံပြီးတော့မှဆောက်တဲ့ဒီကျောင်းမှာဘာဖြစ်လို့အနာတပင်ရဲ့အကြောင်းကိုဇေတမင်းသားရဲ့နာမည်ဇေတဝန်အကြောင်းလို့တွင်ရတာလဲဆိုတာဒါလည်းစိတ်ဝင်စားစရာကောင်းတာပေါ့နော်။နာတပင်တထေးကြီးကိုပြောတယ်ဇေတမင်းသားကဟာတဲ့စောကလေးကမြတ်စွာဘုရားကိုကြောင်းလူမယ်မှန်းသိရင်ကျုပ်ဈေးလျှော်ပေးတာပေါ့ဘာညာပေါ့နော်။အခုကျုပ်လဲဒီကျွန်တော်ရဲ့ဥယျာဉ်ထဲမှာတခုခုလူကျင်ပါတယ်ခင်ဗျလူဝင်ပေးပါလို့ပြောတော့အနာတပင်တထေးကြီးကလည်းသဘောအလွန်ကောင်းပါတယ်အနာတပင်တထေးကြီးရဲ့လူတဲ့အလူဟာငါမပါသူမဖက်တရာလက်နဲ့ရအောင်ရှာလူတလောက်ပင်အရသာယူတလောက်လည်းရင်အရပါဆိုတဲ့စကားလိုပဲပေါ့နော်သူလူတဲ့အလူဟာငါမပါဘူးငါဇွဲတွေကိုဖြုတ်ထားတာဒါငါအလူမဟုတ်ဘူးဆိုတဲ့ငါဇွဲကိုဖြုတ်ထားတာဖြစ်တဲ့အတွက်လူပါခမည်းအစင်ပြေမဲ့နေရာခမည်းနှစ်သက်နေရာမှာလူပါလို့ပြောလိုက်တယ်ဒါနဲ့ဇေတမင်းသားဘယ်မှာသွားလူတုံးဆိုတော့အဲ့ဒီမုတ်ဝမှာပေါ့နော်ဇေတမင်းသားဥယျာဉ်မို့လို့ဇေတဝန်ကျောင်းလို့ဒီလိုအမည်ပေးလိုက်ပါတယ်
ငါပါတဲ့အလူရှင်တွေဆိုရင်တော့စိတ်ဆိုးမှာပေါ့ဟာဒီကောင်ကကွာသူ့ရဲ့ဥယျာဉ်မြေကြီးကိုငါရွှေတင်းကားတွေပုံပေးပြီးတော့ဝယ်ထားတာကိုဘယ်နဲ့ငါနာမည်အမိပေါက်မဟုတ်ဘဲနဲ့ဘယ်နဲ့အကြောင်းဇေတာမင်းသားရဲ့အမိပေါက်ဖြစ်ရတာလေစိတ်ဆိုးမှာပေါ့အခုအနာရပိန်တထေးကြီးကတော့စိတ်မဆိုးဘူးတဲ့ငါမပါသူမဖက်သရာလက်နဲ့ရအောင်ရှာတဲ့ပုံကိုဆိုတော့ကြည်ကြည်ပြူပြူပဲခွင့်ပြုလိုက်တယ်ဒါကြောင့်မို့အနာရပိန်တထေးကြီးလူတဲ့ဟောဒီဇေတဝန်ကြောင်းကြီးဟာဇေတာမင်းသားရဲ့နာမည်ပေါက်သွားတယ်ပေါ့ဗျာနော်အဲ့တော့ကောသလမင်းကြီးကလည်းသူလည်းလူချင်းပါတယ်တဲ့အဲ့မှာသူ့လည်းလူပွင့်ပေးရတယ်ပေါ့ပြောချင်တာကတော့ဒီဒကာကြီးဦးဆန်းဝင်းတို့ဇွဲထက်မိသားစုကလူတဲ့အလူတွေဟာဘုံဘုံကြည့်ကြည့်တာပေါ့နော်အမှန်ကတော့သူတို့တူးတယ်လဲလူနိုင်တယ်သူတို့တူးတယ်လဲပဲဒီចောင်းဆောင်ကြီးကိုလူတန်းလို့ရပါရက်ကနဲ့နော်ငါမပါသူမဖက်ဆိုတဲ့အတိုင်းပဲတရားလက်နဲ့ရအောင်ရှာတဲ့ပုံကိုယ်တွေဆိုတော့ခုနှစ်ရသားသမီးတွေလည်းပဲလူကြပါစေလို့လမ်းဖွင့်ပေးတာလည်းပဲဒါအနာတပိန်တထေးကြီးရဲ့ចောင်းလူနဲ့သွားတူနေတာပေါ့နော်လက်ဆုပ်လက်ဖြန်တတ်ပါစေခုဒီနယုပရိသចောင်းဆောင်ကြီးမှာရေမဆေးကြောက်3တန်လာရောက်လူတန်းနဲ့ဇနီးမောင်နှံမိသားစုကိုလည်းပဲဝမ်းမြောက်ဝမ်းသာနဲ့ဘုံဘုံတို့တာဓုခေါ်ပါတယ်လက်ဆုပ်လက်ဖြန်တတ်ပါစေတဲ့ဂျပန်ဘုန်းကြီးမိုကူရှိဆိုတဲ့ဘုန်းကြီးကသူ့ရဲ့တကာတယောက်ကလာလျှောက်တယ်ဘုံဘုံဗျာတပည့်တော်ရဲ့အမျိုးသမီးဟာအမတန်မှကတ်စီးနေပါတယ်ဗျာဘယ်လောက်ဒီကတ်စီးနေလဲဆိုရင်လူဖို့တန်းဖို့နေနေတာတဲ့ကိုယ့်ရဲ့ဝမ်းရည်တောင်ကိုမတရာတဲ့မိမမျိုးပါဗျာတဲ့အဲ့တော့တပည့်တော်တို့မှာအစားဆင်းရဲအဝတ်ဆင်းရဲအနေဆင်းရဲနေရပါတယ်ဗျာသူကတ်စီးနေလို့အဲ့တော့ရှင်မြတ်ရဲ့တက္ကမကိုဆုံးမဩဝါဒလေးပေးပါအောင်ဗျာလို့ရှောက်တာနဲ့ဂျပန်ဘုန်းကြီးကလည်းအိမ်ကိုကြွားပြီးတော့တက္ကမကိုပြောတယ်တက္ကမကြီးတဲ့လက်သီးဆုပ်ပြတယ်ပေါ့နော်တက္ကမကြီးဒါပါတော့လက်သီးဆုပ်ပြတာပါဗျာအေးဘုန်းကြီးကလေအမြဲတမ်းလက်သီးဆုပ်နေတယ်ဆိုရင်အဲ့ဒါဘယ်လိုပြောမလဲတဲ့ရှင်မြတ်အဲ့ဒါအင်္ဂါချုပ်ရင်းတာပေါ့ဗျာတဲ့မှန်တယ်တဲ့ဒါဆိုရင်တဲ့လက်ဖြန့်ပြတယ်အမြဲတမ်းဘုန်းကြီးကဟောဒီလိုကြီးလက်ဖြန့်ပြီးတော့မှနေမယ်ဆိုရင်ကောအဲ့ဒါဘာဖြစ်တာလဲလို့မေးတော့မှန်လားပါအဲ့ဒါအင်္ဂါချုပ်ရင်းတာပါဗျာတဲ့ဒီလောက်သဘောပေါက်တယ်ဆိုရင်မင်းအင်ရှင်မာကောင်လုပ်လို့ရပြီလို့ဘုန်းကြီးကပြန်သွားပါတယ်သူပြောချင်တဲ့အဓိပ္ပာယ်ကတော့အမြဲတမ်းကြီးဆုပ်ကင်ထားရင်ငါပစ္စည်းငါဥစ္စာငါပိုင်တာလို့ငါဇွဲကြီးနဲ့ဆုပ်ကင်ထားမယ်ဆိုရင်အင်္ဂါချုပ်ရင်းတဲ့လူနဲ့အတူတူပဲတဲ့အမြဲတမ်းကြီးဖြန့်နေပြန်ရင်လည်းပဲเนาะဒါမြတ်စွာဘုရားကလည်းပဲရှိသမျှပစ္စည်းအကုန်လုံးပုံအောပြီးတော့မှလူရမယ်လို့မဟောထားပါဘူးသင်္ဃာလောဝါဒ3မှာဟောထားတာရှိတယ်လေရရှိလာတဲ့ပစ္စည်းဥစ္စာကို4ပုံပုံပြီးတစ်ပုံကိုစားနှစ်ပုံကိုတော့အတိုးအပွားတစ်ပုံကိုတော့တိမ့်ထားတဲ့ဆိုတဲ့စကားလေးတစ်ခုရှိတယ်ပေါ့ဒါကြောင့်မို့လူတွေဆိုတဲ့နေရာမှာလည်းပဲနော်စေတနာ3တန်ပြတ်ပြီးတော့လူဖို့အရေးကြီးတာပေါ့လူလိုက်တဲ့အချိန်မှာလဲဝမ်းသာနေရမယ်လူနေစေအချိန်မှာလဲဝမ်းသာနေရမယ်လူပြီးတဲ့အချိန်မှာလဲပဲကိုလူလိုက်တဲ့အလူဟာဝမ်းသာအားရဖြစ်နေရတဲ့အလူမျိုးဒါမျိုးပဲမြတ်စွာဘုရားကအားပေးတာဖြစ်ပါတယ်ဒါကြောင့်မို့ဂျပန်ဘုန်းကြီးပြောတဲ့အဆုံးအမစကားလိုပဲပေါ့နော်အမြဲတမ်းငါပိုင်တယ်ငါဥစ္စာငါစည်းစိမ်ဆုပ်ကင်ထားမယ်ဆိုရင်အင်္ဂါချုပ်ရင်းတဲ့လူနဲ့တူတယ်အမြဲတမ်းလက်ကိုဖြန့်ထားမယ်ဆိုရင်လည်းပဲအင်္ဂါချုပ်ရင်းတဲ့လူနဲ့တူတယ်နော်လူတယ်ဆိုတဲ့နေရာမှာလဲကိုစားတဲ့အထဲကနေကိုတတ်နိုင်သလောက်ကိုတရာပြတ်သလောက်လူဖို့တော့အရေးကြီးတာပေါ့နော်ပြောချင်တာပါဂျပန်ဘုန်းကြီးဆုံးမလိုက်တဲ့အမျိုးသမီးဟာလည်းပဲသူသဘောပေါက်သွားပါတယ်သဘောပေါက်တော့နောက်ဆုံးအိမ်အောင်ရှင်မကောင်းတယောက်ဖြစ်သွားတယ်လို့ဘုံဘုံတို့စာပေထဲမှာတွေ့ရတယ်ပေါ့နော်လက်ဆုပ်လက်ဖြန့်တတ်ပါစေအားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ